有什么呢？都问三诺啦，飘升间秒西的拉嗲，鼓励小朋友个波。大队阿龙偏手那边看那的，今年要累苦对西个比，有身走拉嗲呢也得拿的把波，也马水看那拉跑，出家的都为拉呀西呀，你呀的苦波，也马水瑞推荐瑞皮的温骚不来背，有几岁茶吧，有些地话真的谁。မင်းသမီးမဥဝဲဝစ်စင်ထားတဲ့ရတနာပစ္စည်းလေးတွေကဘယ်ပစ္စည်းလေးကြိုက်ရဲဆိုတာကွန်မန့်မှာမယုံနဲ့မြန်မာရွှေနာဆိုင်ရဲ့အကြိုက်နဲ့ထက်တူညီတဲ့ကွန်မန့်ပိုင်ရှင်3ဦးကိုစုဝေသက်တက်သိန်းစီပြီးတော့မှပဲဖြစ်ပါတယ်ရှင်။ဒါကြောင့်မို့မမရသေးဘူးဆိုရင်မြန်မာရွှေ TikTok channel တူမှာတင်ထားတဲ့ TBC စညာလေးရဲ့အောက်မှာအခုပဲသတ်မှတ်လိုက်တော့နော်။